တရုတ်စကားပြောတဲ့အခါ information လို့ပြောမထွက်တဲ့သူတွေအတွက်မဖြစ်မနေတရားရခိုင်နှုန်း join တဲ့ CNC ရဲ့အသစ်ထွက်ရှိထားတဲ့ကျုံးဝံပြင်ထိုင်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီလို application တွေကသူတို့ပြည်တွင်းကမဟုတ်လို့ရှိရင်ပြင်ပကចောင်းသားတယောက်အနေနဲ့သုံးဖို့ရအတွက်အရန်ခက်ခဲပါတယ်။ဒါကြောင့်မို့လို့ဒီပြင်ထိုင်လေးမှာတရုတ်ပြည်တွင်းကနာမည်ကြီး podcast တွေနဲ့ vlog တွေကိုလေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့် HSK intermediate နဲ့ advanced level လေ့လာနေတဲ့သူတွေအတွက်ဒီပြင်ထိုင်လေးဟာရှရနာတိုက်တစ်ခုလို့ပြောလို့ရှိရင်အမှန်မှားပါဘူး။အဲ့တော့ဒီလိုမျိုး updated podcast တွေကိုချိန်နဲ့တပြေးညီဒီပြင်ထိုင်လေးမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီလိုမျိုး podcast တွေကရှုပ်ကိုရိုင်းလည်းအရန်ကိုသဘောကျလို့နေတိုင်းနားထောင်ဖြစ်ပါတယ်။ listening နဲ့ speaking တို့တက်စီုံနာမကအရန် inspire ဖြစ်စေပြီးတော့ကြည်ဖြစ်စေပါတယ်။စိတ်ကိုဦးစားပေးပါတယ်။ဒီလိုမျိုးနာမည်ကြီး vlog တွေကိုဒီပြင်ထိုင်လေးမှာလေ့လာလို့ရနေပါပြီ။အခုဒီဗီဒီယိုမှာပြထားတဲ့ celebrity ကသူကိုယ်တိုင်ကတရုတ်မှာသတင်းကြေညာတဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့တရုတ်စကားပြောကလည်းအရန်ကိုစံချိန်စံညွှန်းမိတယ်လို့သူရဲ့စကားပြောကလည်းဒါကိုကောင်းပါတယ်။အဲကြောင့်မို့လို့တရုတ်စာလေ့လာနေတဲ့သူတွေအတွက်အရန်ကို inspire ဖြစ်ပြီးတော့တရုတ်စာကိုအချိန်တူတူအတွင်းမှာတိုးတက်စေနိုင်မှာဖြစ်ပါတယ်။အဲ့တော့ CNC ကျုံးဝင်ပြင်ထိုင်လေးနဲ့ပတ်သက်ပြီးဝင်စားတဲ့သူတွေက CNC Chinese Language Center official page ချက်ပေါက်လေးမှာလာပြီးတော့အသေးစိတ်စုံစမ်းမြင်လို့ရပါတယ်။